ဒီနေ့ပေါ့နော်ဒီ Doble software လေးကို download ပြီးပြီးဒီနေ့ပေါ့နော်အကောင့်ဘယ်လိုဖွင့်ရမလဲဆိုတာကျွန်တော်လာပြောပြပေးမယ်နော် software လေးကိုသက်ဆက်နိုင်လာမယ်နော်နေပြီးတော့ဒီလိုမျိုးမျက်နှာပေါ်လာမယ်နော်အကောင့်နေရာမှာလာမယ်လာပြီးသွားလို့ရှိရင်ပေါ့နော်အကောင့်နေရာကိုနှိပ်မယ်နော်ဒီနေရာမှာဘာသာစကားမပြောင်းရသေးဘူးဆိုရင်ဘာသာစကားတော့ပြောင်းတော့ပြီးတော့ဒီနေရာမှာကျွန်တော်တို့အကောင့်ဖွင့်မယ်နော်ဖွင့်ပြီးသွားလို့ရှိရင်ဒီ sync up ကိုနှိပ်မယ်နော် sync up နေရာကိုနှိပ်မယ်ကျွန်တော်တို့ဖုန်းနံပါတ်နဲ့ဖွင့်မလား Gmail နဲ့ဖွင့်မလားပေါ့နော်Gmail နဲ့ဖွင့်မယ်ဆိုရင် Gmail ကိုနှိပ်ပြီးတော့ဒီနေရာမှာမြန်မာအလံကိုရွေးဒီနံပါတ်2ကျောင်းမှာ Gmail ထည့်မယ်နော်ဒီနေ့ကတော့ကျွန်တော်ဖုန်းနံပါတ်နဲ့လာဖွင့်ပေးမယ်နော်ဖုန်းနံပါတ်ကိုနှိပ်မယ်ဒီမှာကတော့ကျွန်တော်တို့နာမည်ထည့်မယ်နော်နာမည်ဆိုတော့ကျွန်တော်နာမည်ထည့်မယ်နော် Okay ပြီးရင်ပေါ့နော်မြန်မာပြည်သားတွေကနာမည်တူတာများတယ်နော်အဲ့ဒါကြောင့်အဆက်လေးတွေပါလေးခံလိုက်တာအရန်ကောင်းတယ်နော်ကျွန်တော်ကတော့ဒါလေးထည့်လိုက်မယ်နော်โอเคပြီးတော့ဒါလေးထည့်လိုက်မယ်နော်ပြီးတော့ဒီနေရာမှာဖုန်းနံပါတ်လေးထည့်မယ်နော်ဒီနေရာမှာဖုန်းနံပါတ်လေးထည့်မယ်နော်ဒီဟာဖုန်းနံပါတ်ထည့်ပြီးတော့ဘယ်နော်နံပါတ်3ကျောင်းမှာမထည့်နဲ့အောင်နော်ဒီနေရာလေးမှာဗာထည့်ရမလဲဆိုရင် NYUNT ခွန်စစ်ကိုဒီဒါထည့်ရမယ်နော်ပြီးရင်အမတ်ချစ်မယ်ဒီနေရာလေးကိုအမတ်အရင်ချစ်မယ်အပေါ်သွန်းတင်မယ်နော်အပေါ်သွန်းတင်မယ်နော်သွန်းတင်ပြီးတော့ဒီအနီရောင်လေးကိုနှိပ်မယ်ပြီးမှပေါ့နော်ကျွန်တော်တို့ဒီ cash OTP ကိုသက်ဆက်နိုင်မယ်နော်နှိပ်လိုက်မယ်โอเคခဏလေးစောင့်မယ်နော်ဒီလိုမျိုးအမတ်စစ်ပြီးဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်မှာ OTP ကြလာမယ်ဒီမှာကြလာပြီနော်နေ့ဆောင်စစ်တင်းနှစ်တစ်ပေါ့နော်ဒီအလဲဒီနံပါတ်3ကျောင်းမှာထည့်မယ်နော်နေ့ဆောင်စစ်တင်းနှစ်တစ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဗာလဲရမလဲဆိုရင်ဒီအနီရောင်လေးကိုနှိပ်မယ်နော်နှိပ်ပြီးတော့ဒီလိုမျိုးမျက်နှာရလာလို့ရှိရင်ကျွန်တော်တို့ Facebook ပဲဖြစ်ဖြစ် TikTok ပဲဖြစ်ရွေးလိုက်မယ်နော်ကျွန်တော် TikTok ရွေးလိုက်မယ်ပြီးလို့ရှိရင်ဒီအနီရောင်လေးကိုနှိပ်မယ်နော်โอเคနှိပ်ပြီးသွားလို့ရှိရင်ခဏစောင့်မယ်နော်ခဏဆောင်မယ်သူ low web ကုန်းနံပါတ်ဖန်တီးတဲ့နေရာပေါ်လာမယ်နော် low web ကုန်းနံပါတ်ဖန်တီးတဲ့နေရာမှာဆိုရင်အင်္ဂလိပ်စာလုံးအကြီးပါရမယ်စာလုံးအသေးပါရမယ်ကဏ္ဍလုံးပါရမယ်အဲ့ဒါကြောင့်စုစုပေါင်း6လုံးဖြစ်ရမယ်နော်ဒါဆိုရင်ကျွန်တော်ဥပမာထည့်ပြမယ် A အကြီးရဲ့ ABC ပေါ့နော်ပြီးလို့ရှိရင်ကဏ္ဍလုံးဆိုတော့တင်းနေ3ပေါ့နော်ဒီမှာမျက်လုံးဖွင့်ကြည့်လို့ရတယ်နော်မျက်လုံးဖွင့်ကြည့်လို့ရတယ်နှစ်ကြောင်းစလုံးတူရမယ်နော် ABC တင်းနေ3အဲ့လိုမျိုးပေါ့နော်โอเคနှစ်ကြောင်းစလုံးတူသွားပြီဆိုရင်တူပါဒီမှာ5ကြောင်းလုံးအမတ်ချစ်သွားပြီနော်ဒီတော့အနီရောင်လေးကိုနှိပ်လိုက်မယ်နော်ခဏလေးစောင့်မယ်နော်โอเคအနီရောင်လေးနှိပ်ပြီးသွားလို့ရှိရင်ပေါ့နော်အမတ်ချစ်သွားတယ်ဒီမှာကျွန်တော်တို့ရဲ့အကောင့်ရလာပြီနော်ဒီလိုမျိုးအကောင့်ရလာပြီဆိုရင်ကျွန်တော်တို့ရိုးအကောင့်ဖွင့်လို့ပြီးသွားပြီပေါ့နော်โอเคကျွန်တော်တို့ကိုပိုင်အကောင့်လေးရစင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင်ဒီနေရာလေးမှာ update you account ဆိုတဲ့နေရာလေးကိုသက်ဆက်နေလိုက်နော်ဒီထဲမှာရှိတဲ့ promotion လေးတစ်ခုကိုဝယ်သုံးသွားတာနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့အကောင့်ဒီပတ်စံအိတ်တွေဒီ mine code တွေပေါ်လာမယ်ကျွန်တော်တို့ရဲ့ကုတ်နဲ့ software တောင်းသွားတဲ့သူအားလုံးပေါ့နော်ဈေးဝယ်သုံးတဲ့အခါကျရင်ကျွန်တော်တို့ commission ခါရတယ်နော်ခုဝယ်မယ်ဆိုရင်ပိုခအခုခပစ္စည်း1640ဘတ် 1pm เนาะ 1pm မရပစ္စည်းတစ်ခုဝယ်တစ်ခုလက်ဆောက်ကြတော့3130ဘတ် 2pm ပစ္စည်း3ခုဝယ်တစ်ခုလက်ဆောက်ကြတော့4920ဘတ် 3pm ပစ္စည်း4ခုဝယ်2ခုလက်ဆောက်ကြတော့6210ဘတ် 4pm ပစ္စည်း5ခုဝယ်3ခုလက်ဆောက်ကြ9800ဘတ် 5pm เนาะဟเนาะ5pmအခုတစ်ထည့်ပေးတဲ့ promotion ကတကယ်လို့4ခု6210ဘတ်ဝယ်လိုက်တာနဲ့ CEO တန်ရပြီ5ခုเนาะ9800ဝယ်လိုက်တာနဲ့ B ကိုတန်ရပြီအမတို့ဝယ်တော့ဆိုရင်အမဆိုရင်4ခု6210ဘတ်ဝယ်တယ် BO မရဘူးတယ်လေ CEO လည်းမရဘူး PM ပဲ PM ကနေ CEO တက်ဖို့အမက်30လို့တယ် CEO ကနေ BO တက်ဖို့အမက်300လို့တယ်တယ်လေတို့နေနေချီပြီးတော့စူးစမ်းနေရတာအခုကတထေးပေးတာဒီ promotion နောက်ဆိုပဲယူမလားမယူလားရွေးချက်ကိုကလေးလာပြီးအခွင့်ရေးတိပြီးကိုယူတာမယူတာဒါကိုရဲ့အပိုင်းပဲကိုနားလဲပြီးဆိုရင်မြက်စတာနဲ့မြက်စလို့ရကိုမြက်စမှာကိုမြက်သူများအလောက်ကနေနားရမှာကိုအကျွေးတွေမြက်ကြေဝမှာသူများအလောက်ကနေရုံးထွက်နေမှာအမဆို4ခုစောက်ဝယ်တော့ CEO မရဘူး BO မရဘူးเนาะဒါ promotion အရန်ကောက်တယ်5ခုဝယ်လိုက်တာနဲ့9800ဝယ်လိုက်တာနဲ့ BO တန်ရပြီ
ကိုကအန်တီတကယ်လို့အန်တီကမယူသေးဘူးနောက်မှယူမယ်ကိုကအန်တီရှိရနောက်ကြမယ်ဆိုရင်ကိုဝင်ငွေရလဲနောက်ကြမယ်ကိုရဲ့ပြဿနာကိုရဲ့အခက်ခဲတွေဖြေရှင်းမှလဲနောက်ကြသွားမယ်မဟုတ်လားကိုကအန်တီရှိရနဲ့အမဆိုရင်စားတီးရနဲ့စားလုပ်တယ်လက်ထက်မှာပတ်ဆက်မရှိဘူးသူများစီကပတ်ဆက်ချီးပြီးတော့ဝေခဲ့တာဒါအမရဲ့ဖြစ်နော်ဘာလို့လဲလမကုန်သေးဘူးလဆမထွက်သေးဘူးနေ့စာအလုပ်ကနေအဲ့ဒီစားတော့ဆက်အလုပ်ကနေရုံထွက်ချီလို့အမစားတီးရနဲ့စားလုပ်ခဲ့အမ၄ခုဝယ်အခုဆိုရင်အမ6000ကြော်ပဲဝယ်တယ်အခုဆိုရင်ဘန်းငွေတသန်းကြော်ရတယ်ချန်ဒီဝယ်နိုင်တယ်10ကမဟုတ်ဘူး iPhone 15 4000ကျော်5000ပေးဝယ်ရတယ်ဆွေဒီလဲဝယ်နေခဲ့ပြီကိုကမြင်မြင်စုံဖြတ်ဖို့ပဲကြံတော့တယ်ဒါကိုရဲ့အပိုင်ဖြစ်သွားပြီ promotion ရှိတော့ကိုမဝယ်ဘူးဆိုနောက်မှအမရင်9ခုဝယ်မယ်10ခုဝယ်လဲပြီးကိုမရဘူးเนาะမတို့လိုမျိုးအခွင့်အရေးကိုလောက်ပေးရမှာကြော်ညာပေးဖို့ပဲအဲ့ဒါတော့မှကိုမလောက်နိုင်ဘူးကိုရွေးချယ်အမတယောက်တည်းရတာလားမဟုတ်ဘူးเนาะအဲ့ဒီထဲမှာမပြမယ်ရတဲ့သူတွေအများကြီးပဲเนาะအမတို့ရတာလေပပလေးတဲ့ထိုင်းလူမျိုးတို့ဆိုရင်ထိုင်းလူမျိုးတွေဆိုရင်ပိုရများတယ်ဒီမှာကြည့်လိုက်ဝေကြည့်လိုက်ထိုင်လူမျိုးတွေဆိုရင်အရီတော့နေ့ရတော့တလာမှာအလုပ်လုပ်တယ်ဒီမှာဘတ်ငွေ34တန်း19တန်း17တန်း9တန်း4တန်း5တန်း6တန်းတယ်လီတို့အမတယောက်ထဲရတာလားမရဘူးနော်ဒါကြောင့်မို့စုံဖြတ်ဖို့ကကိုရဲကြံတော့တယ်အခွင့်အရေးရှိတော့ promotion ပေးတော့ယူချင်တဲ့သူဆိုရင်အမကိုပြန်ပြီးတော့ပြောလာပေးTablet application မှာလိပ်စာထည့်ချင်တဲ့သူเนาะလိပ်စာဘယ်လိုမျိုးထည့်ရမလဲဆိုတာအလွယ်ဆုံးထည့်တဲ့နည်းပြောပြမယ်เนาะ software ကိုယ့်ရဲ့အကောင့်ထဲကိုဝေလိုက်လိပ်စာထည့်တဲ့နေရာဒီနေရာเนาะပို့ဆောင်ရဲ့လိပ်စာကိုနှိပ်လိုက်ပါဒီနေရာနှိပ်လိုက်နှိပ်ပြီးဆိုရင်ဒီ address software address ကိုနှိပ်လိုက်เนาะနှိပ်ပြီးဆိုရင်အမတို့ကိုယ့်ရဲ့လိပ်စာကိုအကုန်လို့ပေါ့เนาะကိုကဒီလိပ်စာအကုန်လို့ကိုကထိုက်စာမတက်ဘူးဆိုတော့တခါတည်းအမတို့ copy ယူထားမယ် copy ယူထားပြီးဆိုတော့တခါတည်းအမတို့ဒီလိပ်စာနံပါတ်တွေကိုထည့်လိုက်ယူပဲအကုန်လုံး copy ထားပြီးเนาะထည့်လိုက်ပြီးဆိုဒီနေရာမှာဘာမှမထည့်နဲ့အနုတ်လက္ခဏာပဲထည့်လိုက်ဒီနေရာဘာမှထည့်စရာမလိုဘူးเนาะနှုတ်လက္ခဏာထည့်တယ်ဘာလို့လဲအမတို့တခါတည်း copy ယူထည့်လိုက်တယ်ကိုကထိုက်စာမတက်ဆိုတော့ပြီးရွေးချယ်ရဲ့ပြည်နယ်ကိုเนาะဒီပြည်နယ်ကိုနှိပ်ပါပြည်နယ်ကြတော့ကိုကကြည့်ရမှာပေါ့နော်ကိုရဲ့ပြည်နယ်ကဒီမှာကြည့်လိုက်နောက်ခပ်ပထိုဆိုရင်သူနဲ့စာသားတူတဲ့ဟာကိုရှာရမယ်ပေါ့နော်ဒီမှာနော်ဒီမှာသူနဲ့စာသားတူတဲ့ဟာဒီမှာလက်သိပြီနော်ဒီနောက်ခပ်ပထိုကြော်ဝါပေါ့နော်ပြီးသူကမြူဒီအာဖူရှာရမယ်ခရဲကိုရှာရမယ်ခရဲကဒီဟာပေါ့နော်သူနဲ့တူတဲ့ဟာကဒီဟာပေါ့နော်ဒီဟာပြီးတော့တန်ဖိုးကြတော့ဒီမှာတန်ဖိုးကြတော့ဒီဟာရှာမယ်နော်သူနဲ့တူတဲ့ဟာရှာမယ်နော်ဒီတန်ဖိုးကြတော့သူနဲ့တူတဲ့ဟာဒီဟာပေါ့နော်ဒီဟာထက်တကယ်လို့ကိုထက်လို့မတက်ဘူးဆိုအမားတို့ကိုထက်ကလေးပေါ့နော်ပြီးကိုဒီမှာအနုတ်လက္ခဏာထက်လဲယူပဲကိုကထက်လို့မတက်ဘူးဆိုအမားတို့ကိုထက်ကလေးဒါမဲ့ကိုထက်ချင်အဲ့ဒီမှာနော်ပြီးဒါကြတော့ကိုရဲ့နာမည်ကိုရဲ့နာမည်ပြီးကိုရဲ့ဖုန်းနံပါတ်ကိုရဲ့ဖုန်းနံပါတ်ထည့်လိုက်ရုံပဲโอเคရပါပြီတွေ့လားဘာမှထည့်စရာမလိုတခါတည်း copy ထည့်လိုက်ရုံပဲဒီအောက်ကတော့ကိုကဟိုအပေါ်ဟာပါတဲ့ဟာနဲ့တူတော့ထည့်ပေးဖို့ပဲလိုတယ်ပြီးရင်သေးဆဲကိုနှိပ်လိုက်ပြီးရင်အတီပြုတ်မီကိုနှိပ်လိုက်ဒီလိုမျိုးပဲလွယ်လွယ်လေးပဲပြီးသွားပြီတွေ့လားဒါမဲ့ကိုထည့်တာကတော့ဒီဟာရီယာမှန်ဖို့လိုတယ်တကယ်လို့ကိုထည့်တာမားရီတော့လိပ်စာပြည့်စုံမရဘူးတိတိကျကျကိုကထက်မတက်ဘူးဆိုရင်ကိုအကောက်ဖိထားတဲ့သူကိုသူမေးထိုက်ခဲလဲเนาะလိပ်စာပို့ပြီးတော့သူတို့ထည့်ခဲလဲပြီးကိုက PC ID ရတဲ့နေရာဒီမှာကိုကမာလဲရုပ်ပဲ